အားလုံးပဲမင်္ဂလာပါခင်ဗျာလောပိုင်ကိုမျိုး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ဗီဒီယို editing ကိုခုမှစပြီးလေ့လာနေသူတွေအတွက်ကက်ကက် editing အခြေခံကိုအစကနေအဆုံးအထိအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ကက်ကက် application တွေကိုဝင်လိုက်ပါပြီးရင် new video ကိုနှိပ်ပါကိုဗီဒီယို editing လုပ်မဲ့ဗီဒီယိုကိုရွေးချယ်လိုက်ပါကျွန်တော်ကတော့ဒီဗီဒီယိုလေးကို edit လုပ်မှာဖြစ်ပါတယ်အဲ့တော့ပြီးရင် edit ကိုနှိပ်ပါဗီဒီယိုကိုနည်းနည်းကျွန်တော် play ကြည့်လိုက်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျကဲအဲ့ဒါဆိုကျွန်တော်ကဒီစကားမပြောခင်ရှေ့လေးဟာလေးကိုကျွန်တော်ဖြတ်ထုတ်အားလုံးပဲဖြတ်ထုတ်ချင်တာပါနော်အဲ့တော့ကိုဖြတ်မယ်နေရာလေးကို timeline ကိုထားလိုက်မယ်ပြီးရင်ဗီဒီယိုကိုတစ်ချက်ထောက်လိုက်မယ်ပြီးရင်ကျွန်တော် split ကိုနှိပ်လိုက်ပါမယ်ဒါလို့ရှိရင်ဗီဒီယိုကနှစ်ပိုင်းကွဲသွားတာကိုတွေ့ရပါလိမ့်မယ်ဗီဒီယိုကနှစ်ပိုင်းကွဲသွားပြီဆိုတော့ကျွန်တော်ကဒီရှေ့အပိုင်းကိုမလိုချင်တာဖြစ်သည့်အတွက်ရှေ့အပိုင်းကိုလက်နဲ့ထောက်လိုက်မယ် delete ကိုနှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ရှေ့အပိုင်းလေးပြတ်သွားပြီဖြစ်ပါတယ်ဒါကတော့ဗီဒီယိုဖြတ်တဲ့အပိုင်းဖြစ်တယ်ဗီဒီယိုကဖြတ်ပြီးသွားပြီဆိုတော့ကျွန်တော်ကဒုတိယတစ်ဆင့်အနေနဲ့ဒီ music ထဲတဲ့အပိုင်းကိုကျွန်တော်ပြောပြပေးမယ် audio ပေါ့ music ထဲမှာဆိုတော့ audio ဆိုတော့ကျွန်တော်တို့က audio ကိုနှိပ်လိုက်မယ် audio နှိပ်လိုက်တဲ့အခါမှာ၃မျိုးကွဲသွားတယ် sound ရယ် sound effect ရယ် record ရယ် sound ဆိုတာကတော့ music ထည့်တာ background တွေထည့်တာ sound effect ဆိုတာကတော့ video ကိုပို့ပြီးတော့စိတ်ဝင်စားမှုရှိအောင်လိုအပ်တဲ့နေရာလေးမှာ sound effect ထည့်တာဖြစ်ပါတယ် record ဆိုတာကတော့အခု record နှိပ်ပြီးတော့အတန်တိုက်ရိုက်ပြောတာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ကဒီဗီဒီယိုကိုနောက်ခံ background လေးထည့်ပြမယ်ကျွန်တော် sound ကိုနှိပ်လိုက်မယ် sound ကိုနှိပ်ပြီးတော့ဒါကသူကက်ကအလိုလျောက်ပေးထားတဲ့ sound တွေဖြစ်ပါတယ်အတန်တွေဖြစ်ပါတယ်ကျွန်တော်ကဒီကိုပိုင်ထည့်ခြင်းကိုပိုင် music background တွေရှိတယ်ကိုပိုင်အတန်တွေရှိခြင်းနဲ့ထည့်ခြင်းနဲ့ဆိုရင်ဒီထဲကိုဝင်ရပါမယ်ဒီထဲဝင်လိုက်လို့ရှိရင်ကိုပိုင် music background တွေထည့်ထားတာရှိရင်ရမယ်ကျွန်တော်ကတော့ကက်ကပေးတဲ့ဟာလေးပဲ music background အဖြစ်ထည့်လိုက်မယ်အဲဆိုတော့ကျွန်တော်ဒီထဲကိုပြန်ဝင်မယ်ပြီးတော့ကျွန်တော် background တန်လေးကျွန်တော်ထည့်ကြည့်လိုက်ဒီအတန်ထည့်တာကလည်းလွယ်လွယ်လေးပဲကျွန်တော်တို့ကအပေါင်းလေးနှိပ်လိုက်ရုံပဲပြီးရင်ကျွန်တော်ဖွင့်အားလုံးပဲမင်္ဂလာပါခင်ဗျာဟော voice over အတန်ထည့်ဒီနောက်က background တန်ပိုးကျနေရပါတော့ပိုးကျနေရဆိုတော့ဒီ background တန်ကိုကျွန်တော်လက်နဲ့တစ်ချက်ထောက်လိုက်မယ်ပြီးတော့ကျွန်တော် volume ကိုနှိပ်လိုက်မယ် volume ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်ကဒီကောင်ကို short လိုက်မယ်20ပတ်ဝန်းကျင်အထိ short လိုက်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျဘလော့ပိုင်းကိုမျိုးမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က background music ထည့်ပြီးသွားပြီပေါ့နော် background music ထည့်ပြီးသွားပြီ background music ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ကတတိယအဆင့်အနေနဲ့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့ကျွန်တော်တို့ test ထည့်မယ်ပေါ့နော် test ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကစာသားထည့်မှာကျွန်တော်တို့ပထမဆုံး test ကိုနှိပ်လိုက်မယ် test ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်နှစ်ပြုံးကွဲသွားတွေ့ရပါတယ် edit test ရှိမယ် auto caption ရှိမယ် edit test ဆိုတာကကျွန်တော်က edit test ဆိုတာကကိုယ်တိုင်စာလက်နဲ့စာရိုက်ထည့်တဲ့အပိုင်းပေါ့ auto caption ဆိုတာကဒီကျွန်တော်ကပြောလိုက်တဲ့အတန်တွေကိုဗီဒီယိုမှာပါနေတဲ့အတန်တွေကိုအလိုအလျောက်ဟိုစာတန်းထိုးလိုက်တဲ့သဘောပေါ့ကျွန်တော်ကပထမဆုံးအနေနဲ့ edit test ကိုနှိပ်ပြမယ်ကျွန်တော်စာရိုက်ပြမယ်ပေါ့ဗျာပုံမှန်တစ်ခု welcome to my channel ဒါဆိုရင်ကျွန်တော်စာရိုက်ပြတာဖြစ်ပါတယ်စာရိုက်ပြတဲ့အခါမှာကျွန်တော်တို့ကဖောက်နေသုံးလို့ရတယ်ဒီစာသားထဲမှာကိုကဗီဒီယိုကိုစိတ်ဝင်စားသွားအောင်ဖောက်နေမျိုးမျိုးသုံးလို့ရတယ်စတိုင်တွေသုံးလို့ရတယ်ဖောက်သုံးလို့ရတယ်စတိုင်တွေကြီးငယ်ချဲ့လို့ရတယ်ကျင်းလို့ချုံလို့ရတယ်ပြီးတော့အဖက်တွေထည့်လို့ရတယ်ပြီးတော့ imitation တွေကိုကြိုက်တဲ့ imitation တွေထည့်လို့ရတယ်ကျွန်တော်တို့အားလုံးပဲပြီးတော့ဒီမှာရှေ့ဆုံးမှာဆို template တွေပါထည့်လို့ရတယ်ပေါ့ခုရှိတာက template ထည့်ရင် imitation ထည့်မရဘူး
animation ထည့်ရင်လည်း template ကထည့်မရဘူးအဲ့လိုမျိုးပေါ့ကျန်တဲ့ဟာလေးကတော့တွဲသုံးလို့ရတယ်ကျွန်တော်တို့ကဒီမှာ template animation ကိုကျွန်တော်ပိတ်ပြီးတော့ template ကိုပြအားလုံးပဲokay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါလက်နဲ့စာတန်းရေးတာကိုကျွန်တော်ပြောပြပြီးသွားပြီဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ဖြတ်လိုက်မယ်ပြန်ဖြတ်ပြီးတော့ကျွန်တော် auto caption ထိုးရဲ့နည်းကိုပြောပြမယ် auto caption ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ template တွေထည့်လို့ရတယ်ကျွန်တော်ထည့်မနေတော့ဗီဒီယိုရှင်းနေမှာစိုးလို့ကျွန်တော် generate ကိုနှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုကအလိုအလျောက်စာတန်းထိုးပေးနေပြီဖြစ်ပါတယ်ဒီမှာကအော်တိုပေးတဲ့ဖောက်တွေကမြန်မာစာလုံးဝမမှန်ပါဘူးကျွန်တော်တို့ကမြန်မာစာမှန်ဖို့ဆိုလို့ရှိရင်ဒီပကံကီးဖို့လိုတယ်ပြီးရင်ဖောက်နေကိုကျွန်တော်တို့က download ဆွဲထားဖို့လိုတယ်ကျွန်တော်ကတော့ဒါတွေအကုန်လုံးလုတ်ထားပြီးသားဆိုတော့ဒီပြင်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုလက်နဲ့ထောက်လိုက်မယ်ပြီးရင်ဒီအောက်မှာရှိတဲ့ AA ဆိုတဲ့ပုံစံလေးစတိုင်ကိုနှိပ်လိုက်မယ်စတိုင်ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ font ဆိုတာ template ရဲ့နောက်မှာ font ဆိုတာပေါ်လာတယ်အဲ font ကိုလက်နဲ့ထောက်လိုက်မယ်ဒီအောက်ကစာတန်းထဲမှာဒီမှာ my font ဆိုတာရှိတယ်အဲ my font ကိုနှိပ်လိုက်မယ် my font နှိပ်လိုက်တဲ့အချိန်မှာကျွန်တော် download ဆွဲထားရှိတယ် AK1 ရှိတယ် AK9 ရှိတယ်နေယုံ AK6 အားလေးရှိတယ်ကျွန်တော်ကဒီထက်က AK9 ဆိုတဲ့ font လေးကိုကျွန်တော်သုံးပြလိုက်မယ်မှန်ချစ်လိုက်မယ်ဟုတ်လားကျွန်တော်ရဲ့စာသားလေးကဒါဆိုရင်မှန်တော့ပါပြီသူ့ကိုလည်းခုနလို imitation တွေ template တွေအဖတ်တွေဖောက်နေစတိုင်တွေကြိုက်တာနဲ့သုံးပြီးတော့လုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒီ text အကြောင်းကိုပြောပြသွားတာပေါ့နော်စာရေးတဲ့အပိုင်းတွေကိုပြောပြသွားတာကျွန်တော်ဗီဒီယိုရှည်လွန်းနေမှာဖြစ်သည့်အတွက်ဗီဒီယိုလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ဗီဒီယိုတွေမှာကာလာတွေဘယ်လိုချင်ရမလဲ over လေးတွေဘယ်လိုထည့်ရမလဲတခြားသော tool တွေဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်းစီရှင်းပြပေးသွားမှာဖြစ်ပါပဲဒါကြောင့် channel လေးကို like and subscribe လုပ်ရသေးရင်လည်း like and subscribe လုပ်ပြီးကျွန်တော်ကိုအားပေးခဲ့ပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်